ဒီမင်စေးပန်းကြီးလက်ကောက်ရကုံချန်းကိုတေချာကြည့်ပေးပါဒါကပင်လေကန်းဆန်မှာလမ်းလျှောက်နေတော့ကြောက်တုံးထောင်ပေါင်းများစွာထဲကနေမျက်စိတစ်ချက်နဲ့တင်တွေ့ခဲ့တဲ့ကြောက်တုံးလေးပါအဲ့ဒီတုန်းကသူကလှိုင်းပန်းနေနဲ့ကြောက်စရစ်ခဲဒီကြားမှာငင်ငင်လေးရှိနေခဲ့တာဖုန်တွေနဲ့မွဲချောက်တီဘာမှထူးထူးခြားခြားမရှိဘူးလူတွေမေ့ကစ်ထားတဲ့ကြောက်တုံးအဟောင်းတတုံးလိုပဲဖြတ်ဖွားဖြတ်လာလုပ်တဲ့သူတွေကခါးတောင်မကုံရက်တောင်မကြည့်ကြဘူးလူအများစုကတစ်ချက်ကြည့်ကြိုက်တာနဲ့ဆုံးဖြတ်လိုက်မှာအပြင်ခွန်ကကြမ်းတမ်းသည့်အကျော်အမြင်တွေကလည်းရှုပ်ပွဲနေလေလို့ပေါ့ဒီလိုကြောက်မျိုးကတန်ဖိုးမရှိဘူးဖာဖြစ်စီကောင်းပါလေလို့လို့ရမှာမဟုတ်ဘူးလို့ပေါ့ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီနေရာကနေမခွာခဲ့ဘူးဒီလိုကြောက်တုံးမျိုးကပင်လေလေရဲ့တိုက်စားမှုကိုခံခဲ့ရတယ်ဒီရေတွေရဲ့တိုက်စားမှုနဲ့မရေမတွယ်နိုင်တဲ့ရိုက်ပုတ်မှုတွေကိုလည်းခံခဲ့ရတယ်အဲ့ဒါတွေအားလုံးကြာနေနိုင်တယ်ဆိုတာကမရိုးရှင်းတော့ဘူးအဲ့ဒီကြောက်တုံးကိုကောက်ယူလိုက်တယ်အလုတ်ခန်းကိုယူပြန်လာပြီးဖြည်းဖြည်းတန့်ရှင်းရေးလုပ်တယ်ပြီးတော့မှတေးသေးချာချာဖြတ်ဖွင့်ကြည့်လိုက်တယ်ဒါချက်ကျသွားတဲ့အဲ့ဒီချိန်လေးမှာလည်းစိတ်ထဲမှာတက်ခါတဲ့အားရှိသွားတယ်ရေခဲသားလိုကြည်လင်နေတဲ့အောက်ခံသားကြည်လင်တဲ့အစိမ်းရောင်ထဲမှာမြူလိုအဖြူရောင်လေးလိုရောနေတယ်အောက်ခံရောင်ကနူးညံ့တဲ့အလင်းရောင်လေးထွက်နေတယ်ပြီးတော့မင်းအနက်ရောင်လိုခက်ရင်ရအကွက်တွေလည်းပါတယ်မိခုံးငွေတွေလွင့်နေသလိုမျိုးထင်းရှူကွိုင်းလေးတွေပုံဖော်ထားသလိုမျိုးစမ်းရည်ကြီးထဲမှာရင်းနှွေနေတဲ့ရင်ညိပန်တွေလိုပဲအဝေးကတောင်တန်းတွေကိုမြူတွေကရစ်ပတ်ထားသလိုပဲတကယ့်ကိုမင်းစေးပန်းချီတစ်ချက်ရဲ့ခန်းစားမှုအပြည့်ပဲအဝေးကတောင်တန်းတွေကခါးဘက်လိုတွယ်လျက်ပြီးရေပြင်ပေါ်ကမြူခိုးတွေလိုမျိုးဒါကနောက်မှဆေးဆိုးထားတာမဟုတ်ဘူးလူတွေလှုပ်ထားတဲ့ပန်းပူလေးပြလည်းမဟုတ်ဘူးဒါကပင်လယ်လေးနဲ့ဖလိုင်းပန်းတွေကအတူတကွခြံထားခဲ့တဲ့အမှားသားတွေပါစပွဲတင်မီအောင်မှာထက်ခါတလေလေ့ကျင့်နေမိတယ်စိတ်ထဲမှာအကြံတစ်ခုပေါ်လာတယ်ဒီကြောက်တုံးကိုအပေါ်အလိုတွေရှုပ်ရှုပ်ခက်ခက်တွေလုံနေစရာမလိုဘူးသူ့ရဲ့မွဲရပါပုံစံအတိုင်းလေးပဲလုံယုံပါပဲဒါကအကောင်းဆုံးပုံဖော်ပြတတ်မှုပါပဲနောက်တော့တက်ကတော်ကနေပွဲရခါ2000ခုနဲ့နောက်ပိုင်းမွဲတဲ့လူငယ်လေးတစ်ယောက်ရောက်လာတယ်ကျွန်တော်မန်ချဲကြောက်လက်ကောက်လုပ်တဲ့ဗီဒီယိုကိုတွေ့တယ်လို့ပြောပါတယ်သူစုထားတဲ့ပထမဆုံးအလုတ်တင်လက်စာလေးနဲ့သူ့အဖွားအတွက်ရှင်းတန့်တဲ့မင်းချဲကြောက်လက်ကောက်တကွင်းအထူးမှချင်လိုပါတယ်92မိနစ်ပြည့်အမွေးနေ့အတွက်လက်ဆောင်ပေးချင်လိုပါတယ်သူငငယ်ကတည်းကသူ့မိဘတွေကအလုတ်များတယ်လို့ဆိုပါတယ်သူ့ကိုအဖွားဖြစ်သူကပဲတဦးတည်းပြုစုပြိုးထောင်ခဲ့တာပါဒီလိုပြုစုပြိုးထောင်ပေးခဲ့တဲ့ကျေးဇူးတရားကိုသူ့အမြဲတမ်းနှလုံးသားထဲမှာမှတ်ထားခဲ့ပါတယ်နောက်လာဆိုရင်သူ့အဖွားရဲ့82နှစ်တည်းမွေးနေ့ရောက်တော့မှာပါအဲ့ဒီနေ့ကမေဒေအလုတ်သမားနေ့ရဲ့အတွင်းမှာကြာရောက်နေပါတယ်အိမ်မှာလည်းအဲ့ခံပွဲကြီးတစ်ခုကျင်းပမှာပါဆွေမျိုးမိတ်တင်ကဟားတဲ့အားလုံးလည်းလာကြမှာပါသူကအတိတ်ပဲရှိတဲ့လက်ဆောင်တစ်ခုကိုပေးချင်ခဲ့တာပါအရန်ထဲထဲဝါဝါကြီးမဖြစ်စေချင်ဘူးတဲ့နူးညံ့ပြီးကြစ်လေလှလေဖြစ်စေချင်တာတဲ့ဝက်စင်လေးလေးတန်ဖိုးတက်လေဖြစ်စေမဲ့မျိုးပေါ့လက်မှာဝတ်ထားရင်ဒီစေတနာလေးကိုအမြဲတမ်းအမှတ်ရနေစေမှာပါသားသမီးရဲ့မေတ္တာကမိဘကျေးဇူးကိုဘယ်လို့မှဆက်လို့မကုန်နိုင်ဘူးဆိုတော့လို့ပေါ့ကျွန်တော်လည်းသူ့ကိုပြောလိုက်တယ်ဒီကြောက်အတုံးကလက်ရကောင်းကောင်းနဲ့တာပုံဖော်နိုင်ရင်ထွက်လာမဲ့ပစ္စည်းကလည်းလုံးဝအကောင်းဆုံးဖြစ်မှာပါလို့ဒီလိုလက်ကောက်အပြောင်လောကကြည့်လိုက်ရင်တော့ရိုးရှင်းတယ်တကယ်တမ်းကျတော့လုတ်ရအတော်ခတ်ပါတယ်ပန်းဖို့လက်ရနဲ့လူအထင်ကြီးအောင်လုတ်တာမဟုတ်ပဲကြောက်သားရဲ့တန့်စင်ပြည့်စုံမှုအပေါ်မှာပဲလုံးလုံးမူတည်နေလို့ပါဒါကပြည့်စုံခြင်းကိုဖော်ဆောင်တယ်တင်းငင်အေးချမှုကိုလည်းကိုစားပြပါတယ်ပိုရှန်တဲ့အစင်တန်းစာတွေမပါဘူးဒါပေမဲ့အချင်းရဲ့စမ်းသပ်မှုကိုအကောင်းဆုံးခံနိုင်ရရှိတယ်တန်ဖိုးကအပေါ်ရန်အလှမှာမဟုတ်ပါဘူးနေ့စဉ်နဲ့အမျှအတူရှိနေပေးခြင်းမှသာရှိတာပါပြီးတော့ဘဝကိုအေချမ်းစာဖြတ်တန်းခြင်းမှာပေါ့လက်ကောက်အပြောင်ကရေရှည်ကြည်တတ်နဲ့မြတ်တာလိုပါပဲတစ်ချက်ကြည့်ုံနဲ့အန်အောမင်သက်သွားစေဖို့မရည်ရွယ်ပါဘူးတသက်လုံးအတူတူရှိဖို့ပါပဲအဘွားရဲ့နူးညံ့ပြီးကြန့်ခိုင်တဲ့ဘဝနဲ့လည်းကွက်တိကြတယ်လေအမှန်တိုင်းပြောရရင်ဒီလက်ကောက်လောက်ရတာတော်တော်လက်ဝင်ပါတယ်ကြည်လိုက်ရင်ပန်းဖို့ထူးစရာမလိုသလိုပဲဒါပဲနဲ့ကြောက်ဖြတ်တာသွေးတာအယောင်တင်လာတယ်မှာတော့အရန်အစ်စ်မင်းဖို့လိုတယ်လက်တစ်ချက်တုံတာနဲ့အကုန်ပျက်စီးသွားမှာလက်ခအကြောင်းပြောတဲ့အခါမှာတော့ကောင်လေးကမျက်နာလေးหนีသွားတယ်သူကကြောင်းဖွင့်ပြီးခါစားလို့ပြောတယ်လက်ခကလေးမရသေးဘူးတဲ့ဈေးတန်တန်လေးနဲ့ရနိုင်မလားလို့အဘွားအတွက်လက်ဆောင်လေးတစ်ခုထပ်ဝယ်ပေးချင်သေးလို့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တော်တော်လေးကိုသဘောကျသွားတယ်ပိတ်ဆိုင်ကောင်တော့မဟုတ်ပါဘူးလူလောကထဲကိုအခုမှဝင်လာပြီးအဘွားကိုတတိတရချီတဲ့သူ့ရဲ့စေတနာလေးကြောင့်ပါကျွန်တော်တို့လိုလက်မှုပညာရှင်တွေအမျက်နှိုးဆုံးအရာကကိုယ့်လက်ရာကိုဈေးကောင်းဖေးတာထက်ဒီလိုလေးနက်တဲ့စေတနာကိုယုံယုံကြည်ကြည်အနန္တလာတာကိုပါဒါကြောင့်ကျွန်တော်လည်းစိတ်ကိုနစ်ထိဖြတ်သွေးအယောင်တင်ခဲ့တယ်အဆင့်တိုင်းကိုအသေးစိတ်ဆုံးထိအောင်ဂရုစိုက်ခဲ့တယ်ကြောက်ရတဘာဝမင်းချဲအရေးအကြောင်းလေးတွေမပြောက်သွားအောင်လို့ပါအခုမြင်နေရတဲ့ပစ္စည်းလေးကတော့ညူလိုဖွေးနေတဲ့အောက်ခါအသားလေးနဲ့မင်းရောင်လေးကလက်ကောက်ပေါ်မှာဖြည်းဖြည်းချင်းပြန့်ကျဲသွားတယ်လို့ပဲကြီးလင်းနဲ့စမ်းရည်အိုင်လေးနဲ့တောင်တန်းရေစိမ်းပန်ချီကားတစ်ချက်လုံးကိုဒီထဲမှာထည့်သွင်းထားတယ်လို့ပါပဲလက်ကောက်ဝက်လေးတစ်ချက်လက်လိုက်တာနဲ့မြင်ရတဲ့ပုံစံကတမုံတမျိုးမတူဘူးကြည်လေကြည်လင်လေကြည်လေမယိုးနိုင်လေပဲဒါပေမဲ့အလုတ်ပြီးခါနေတဲ့အချိန်မှာကောင်လေးကရုတ်တဲ့ဓာကိုပြန်အပ်လို့ရမလားလို့မေးလာတယ်ကျွန်တော်လည်းဘာဖြစ်လို့လဲလို့မေးလိုက်တယ်သူ့လိုဖော်ကိုင်ဖက်ကနိုင်ငံခြား brand ကြီးတွေဝေဖို့အကြံပေးတယ်တဲ့လက်ဆောင်ပေးရင်ပိုပြီးမျက်နှာပွင့်တယ်တဲ့နောက်ပြီးပြည်တွင်းလက်ဖြစ်တွေကအစုပ်အပြက်တွေချေးပဲလို့ပြောတယ်တဲ့အဲ့ဒီတော့ကတော့ရင်ထဲမှာတော်တော်မကောင်းဖြစ်သွားတယ်နိုင်ငံခြား brand ကြီးတွေမှာ logo ပါတာတော့ဟုတ်ပါပဲ
ဒါပေမဲ့ဒီလိုတဘာဝမင်းချေပန်းချီစံတဲ့ခန်းစားမှုမျိုးကိုသူတို့တွေလည်းဖန်တီးနိုင်မှာမဟုတ်ဘူးကျွန်တော်လက်ကောက်ကတစိတ်မရှိပါဘူးဒါပေမဲ့စေရနာအပြည့်နဲ့တော့လှုပ်ထားတာပါညီတယောက်ကစုမွန်ကောင်းတွေကိုတီးတီးငင်ငင်နဲ့အဘွားထီတူတဲ့လက်ထဲကိုထည့်ပေးခြင်းတဲ့စေရနာပါပဲကျွန်တော်ဒီဗီဒီယိုတွေကိုအမြဲတမ်းတင်နေတာကဝေဖန်မှုတွေကိုမကြောက်ပဲတချို့လူတွေကိုတိစေချင်လို့ပါတချို့အရာတွေဟာဟိတ်ဟန်တွေမပါဘဲနဲ့လဲလူတွေကိုညှို့ယွနိုင်တယ်ဆိုတာကိုပေါ့တချို့ကဒီဗီဒီယိုကိုတွေ့ပြီးကြော်သွားကြတယ်ကျွန်တော်နားလေပါတယ်တချို့ကတော့ရက်ချပြီးအသေးပုံလေးပေးသွားကြတယ်လှလိုက်တာလို့ပြောသွားကြတယ်အဲ့ဒီအတွက်လလုံးသားတွေကနေကျေးဇူးတင်ပါတယ်ဒီနေ့အထိကြစ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟိုဆူဆူညံညံ live လွှင့်နေတဲ့အခန်းနေစီမရောက်သွားပဲသာမန်လက်မှုပညာရှင်တယောက်ကြောက်တုံးကိုဖြည်းဖြည်းချင်းတွေးနေတာကိုအတူထိုက်ချစ်ပေးလို့ပါဒီလက်ရာကိုဘလို့မြင်ပါတလဲတမင်တကာဖန်တီးမထားတဲ့တဘာဝအတိုင်းစီးမျောနေတဲ့အလှမျိုးကိုခန်းစားမိရလားဒီဗီဒီယိုကိုတွေ့လိုက်ရမယ်ကြာကြာတော့ရက်ချစ်ဖြစ်မှာမဟုတ်တော့ဘူးနောက်လဲပြန်တွေ့ဖြစ်ချင်မှတွေ့ဖြစ်တော့မှာပါဒါကြောင့်ကျွန်တော်ကပဲအရင်ဆုံးစုမွန်ကောင်းတောင်းပေးလိုက်ပါမယ်ရှေ့ဆက်ရှော့မဲ့ခြေလမ်းတိုင်းမှာတီတီငိမ့်ငိမ့်နဲ့အဆင်ပြေချောမွေ့ပါစေလို့ဒီလက်ရာကိုဆော့လစ်ချင်ကတည်းအခုထိနာရီပေါင်းများစွာအချိန်ပေးခဲ့ရပါတယ်။တဘောကြတယ်ဆိုရင်တစ်စက္ကန့်လောက်အချိန်ပေးပြီးဒီလက်မှုပညာရှင်ကိုအားပေးလို့ရမလား။အသေးပုံလေးပေးသွားတာမျိုးဒါမှမဟုတ်လှတယ်လို့ရေးသွားတာမျိုးပေါ့။ကျွန်တော်အားလုံးကိုမှတ်ထားမှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။တဘောကြလေးပုံစံလေးကိုထားခဲ့ပါရေးဆက်ပါခဲ့ရင်ပေါ့။ကိုယ်တိုင်ကိုကြလုတ်ပေးချင်ပါတယ်။တဲ့လက်ထက်တီးတက်လက်ကောက်လေးတစ်ခွင်းပေါ့။